ဗမော်မြို့တွင်ရှိစစ်တပ်တပ်ဆွဲထားသောနေရာ9ခုထက်မနည်းကို KIA ပူးပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတန်ပြန်ထိုးစစ်ဆင်ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်တပ်ကတပ်ဆွဲထားသောနေရာ9ခုထက်မနည်းကို KIA ပူးပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတန်ပြန်ထိုးစစ်ဆင်မှုများလှုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသွားပါသည်အောက်တိုဘာလ10ရက်နေ့နှင့်အောက်တိုဘာလ9ရက်နေ့တို့တွင်စစ်တပ်ကနေရာယူထားသောဗမော်မြို့တွင်နေရာတချို့ကို KIA ပူးပေါင်းတပ်များကတကြော့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတန်ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်းသိရပါသည်ခလာရ၄ခွန်နာကကင်းစခန်းတွေကိုတိန်းနယ်နောက်ပြီးတော့မိုင်နဲ့အရှိတာစီကောက်ကွင်းနားမှာရှိတဲ့စစ်တပ်ကခြေကုပ်ကင်းစခန်း3ခုကိုလည်းတိန်းပါတယ်စစ်ခွေးတေစရင်နဲ့လက်နက်ခဲယမ်းတွေတိန်းဆဲရရှိတာရှိတယ်သူတို့ဘက်ကပြန်ဆုတ်သွားတယ်ဗမော်မှာကကိုဘက်ကပြန်တိုးလိုက်သူဘက်ကဆုတ်လိုက်သူဘက်ကပြန်တိုးလိုက်ကိုဘက်နောက်ပြန်ဆုတ်လိုက်ဖြစ်နေတယ်အခုကတော့တန်ပြန်ထိုးစစ်သဘောမျိုးကိုဘက်ကပြန်စတာဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကဗမော်မြို့တွင်နေတိုင်းတိုက်ပွဲဖြစ်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနည်းပညာမြင့်ဒရုန်းများဖြင့်အဓိကအာရုံတိုက်ခိုက်နေကြောင်းမြေပြင်တွင်မူ KIA တပ်များကပြန်လည်စိုးမိုးထားနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ထုတ်ဖော်ပြောဆိုထားပါတယ်စစ်တပ်ကဗမော်မြို့ကိုအသာစီးစိုးမိုးနိုင်ပြီဟုဝါဒဖြန့်သတင်းများကိုထုတ်ပြန်လျက်ရှိတော်လဲလက်တွေ့တွင်စကခနှစ်တစ်ထဲတွင်သာစစ်တပ်ကအခြေပြု၍ခုခံစစ်ဆင်နေခြင်းဖြစ်ကြောင်းဗမော်တစ်မျိုးလုံးအတိုင်းအတာဖြင့်တော်လှန်ရေးတပ်များကစိုးမိုးထားနိုင်ကြောင်းတော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ဗမော်မြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များကဆင်နွှဲလာခြင်းဖြစ်ပြီးယခုအခါ17လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်